ဒီကျွန်းတီရီရွာမှာကျွန်တော်တို့ဘယ်နေရာတွေသွားပြီးတော့လေ့လာရမလဲဆိုရင်ဒီရပါတော့နွားလဲဦးလေးကြီးကလိုက်ပြီးတော့ပို့ပေးတယ်ဗျတို့မြန်ငယ်ချင်းဟောရွာချင်းရွာရုပ်တစ်ချောင်းစိတ်နှောက်ကိုပါပြေးလွှားလို့ရဲ့အရေးချတွေ့သားရဲ့လို့တကယ်မချူတမ်းမမောနိုင်မပန်းနိုင်ခက်ချမ်းဉာဏ်ကလေးဝိဖက်ရန်ကလမ်းကန်ဆွဲညစ်အသေးနေခါရဲ့တကယ်ကွယ်ချစ်လိုက်ကြပါတယ်ငယ်ကချစ်တဲ့ငယ်ကြီးအပေါင်းရဲ့ကိုယ်စိတ်တွေတကယ်မပြောင်းပါဘူးအရင်လိုပဂတိအတိုင်းမှာပဲကိုယ်အခုကကျွန်တော်တို့ရောက်နေတာကဒီဆီယမပုံညာခင်ရဲ့လက်ကျန်လာရောင်ထဲမှာပါတဲ့ဟောပါတော့စူဖို့တို့ရွာကိုရောက်နေရပဲဖြစ်ပါတယ်ဗျအခုကဒီရွာလေးနဲ့ဒီရွာပေါ့နော်ဒီရွာတလေးပုံစံလေးတွေကိုတစ်ချက်လိုက်ပြီးတော့ကြည့်ပေးပါဦးဗျမသိဘူးလေလူကလည်းဒီတလေးပဲရှိရဆိုတော့ကိုလည်းဆက်ဆိုတာဒါပဲဆက်ဆိုတာဘုံဘုံရအောင်ချက်ပါတယ်လေဟုတ်မင်္ဂလာပါဗျမင်္ဂလာပါဟုတ်ကဲ့ဟုတ်ဒါဒီဘက်မှာကျတော့ရွာပုံစံလေးတွေကကျတော့အဲ့လိုအခုမြင်တွေ့ရတဲ့ပုံစံမျိုးပေါ့နော်ခြေတံရှည်အိမ်လေးတွေပဲစောက်တာဘာလို့လဲဆိုတော့သူတို့ကဒီအလေဟိုပါပေါ့ဒီအေယာဝတီမင်းရဲ့တောင်အလင်းမှာဖြစ်နေတဲ့ဒီကျွန်းစုလေးပုံစံမျိုးဆိုတော့ရေဒီပါတွေတက်ရင်လည်းဟိုမမြော့ဘူးเนาะအဲ့ဒါကြောင့်မို့ဒီလိုမျိုးဒီရွာလေးကတော့ခြေတံရှည်အိမ်တွေပဲတော်တော်များပါတယ်ဗျဒီဘက်မှာတော့အဓိကသူတို့လုပ်တဲ့ဒီစီပွားရေးကတော့မြေပဲတို့ပါတော့ငရုတ်တို့ပါတော့ဗောနော်ပြင်ကျက်သွန်တို့ပါတော့အဲ့လိုမျိုးဟိုဖြစ်တယ်ဗျဒါတော့အခုဒီကြောင်းဆောင်ဗောနော်အခုမြင်တွေ့ရတာဒီရွာလေးရဲ့ကြောင်းဒီမူလာတန်းအလေတန်းကြောင်းရဲ့ပုံစံလေးပဲဖြစ်ပါတယ်အခုကကြတော့ကလေးတွေဆောင်းမွေးဖြစ်နေဆိုတော့အရင်အဲ့လိုမျိုးဟိုရိုက်လို့တော့မကောင်းဘူးเนาะမောင်တို့ရွာမှာကွယ်ဘာဘာရီပေါ်နေပင်တောင်းနဲ့ထမ်းမင်းတွေမကြီးဝါပင်ပေါ်ပါတယ်မောင်တို့ရွာမှာကွယ်ဘာဘာရီပေါ်ပါတယ်ပင်တောင်းနဲ့ထမ်းမင်းတွေမကြီးဝါပင်ပေါ်ပါတယ်ဗျပင်နီကြောရင်နဲ့ရောထမီမောင်ချစ်သူလေးကိုလာစင်ပေးခြင်းဒီလာသေးခြင်းဒီပင်နီကြောရင်နဲ့ရောထမီမောင်ချစ်သူလေးကိုလာစင်ပေးခြင်းဒီလာသေးခြင်းဒီဘေးအင်ကြီးမှာထွေးရီစီလုံးဘေးအင်ကြီးမှာထွေးရီစီလုံးအားလုံးမင်္ဂလာပါကျွန်တော်အခုရောက်နေတာကတော့ဒီကျွန်းတီရွာလေးပေါ့နော်ကျွန်းတီရွာရဲ့ဒီအထက်တန်းကျောင်းကျွန်တော်ရောက်နေတာပဲဖြစ်ပါတယ်ဗျဒီကျောင်းလေးကတော်တော်လေးလက်တာရတယ်ရွာရဲ့တလေးပုံစံလေးတွေကိုလည်းမြင်ရတယ်ပေါ့နော်အခုကတော့ဒီကလေးတွေဆောင်းမွေးရှိနေဆိုတော့ကျောင်းအတွင်းပိုင်းတွေကိုတော့လိုက်ပြီးတော့ပြလို့တော့မရဘူးအခုမြင်တွေ့ရတဲ့အတိုင်းပဲအဆောင်တွေကတော့တော်တော်များများကိုရှိပါတယ်ဗျအခုကျွန်တော်ရက်နေရတော့ဘောလုံးကွင်းပဲဖြစ်ပါတယ်ဘောလုံးကွင်းကလည်းတော်တော်လေးကျယ်တယ်ဒီမှာကျတော့အထူးခြားဆုံးကတော့အဲ့လိုမျိုးခြေတံရှည်အိမ်လေးတွေအကုန်လုံးပေါ့နော်ရွာတိုင်းခြေတံရှည်အိမ်လေးတွေစောက်ပြီးတော့နေကြတာပဲဖြစ်ပါတယ်ဗျဆိုတော့ကျွန်တော်တို့ပြီးသွားရင်ဒီကျောင်းပြီးသွားရင်ရွာတဲတွေကိုတစ်ချက်ရှောက်ပြီးတော့တွားကြည့်ပါမယ်ကျေးဇူးပါဒီရွာအပင်လေးကိုဟုတ်တယ်နော်ဒီဘက်ကအဝင်ထွက်တိတ်မလုပ်ဘူးဟုတ်ကဲ့ဟုတ်ကဲ့ဘက်ကအိမ်လည်းမရှိတော့ကြလေဟိုဒီလေးကဟိုနောက်ဘက်ကကြာတယ်ဘယ်မှာကျွန်တော်တို့ဒီစမ်းကြောင်းကအခုစကားကွင်းတွေပါလေပြင်တက်ကလူလာကျွန်တော်နိုင်ငံကခိုင်လုပ်တော့ကြတာဟာဒီလဲရင်ပို့တော့ကြတာအဲ့ဒါကအဲ့လိုရွာတဲ့လိုက်ဖို့ရွာတဲ့လိုက်ဖို့အဲ့လိုရွာတဲ့ကြတော့အဲ့လိုဒီခိုက်ကကျွန်တော်တို့ရွာအကြောင်းမသိဘူးဟုတ်ကဲ့ကျွန်တော်တို့ကရှင်းကြခိုက်ကပြောခိုက်ကမှနိုင်ငံသားတခုပြောအဲ့လိုပြောတာ
တော်များများသဘောကျတယ် ဟုတ်ကဲ့ဟုတ် ဒီဖြစ်တော့ကိုလာခြင်းတော့လာခြင်းလည်းကျွန်တော်တို့မပူရဲဘူးကျွန်တော်ကြောက်တယ်အဲ့လို ဟုတ် သူကကျွန်တော်မပူရဲဘူးဆိုအဲ့လိုကျွန်တော်ပိတ်လိုက်လို့မလာတို့များငယ်စဉ်ဟောရွာပြင်ရွာရုပ်တစ်ချောင်းစိတ်နောက်ကိုပါပြေးလွားလို့ရဲ့အရေးထားတွေ့စားရဲ့လို့တကယ်မချူတမ်းမမောနိုင်မပန်းနိုင် ဒီလမ်းလေးဆိုနေတောင်သိမ့်မထုံနော် အားကျွန်တော်ကြာအဲ့လို ဟုတ် ရွာတဲ့လေဒီအောင်သိနေထုံး ဟော ဒီပြ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 မိတ်ဆက်ထုံး ဟုတ်ဟုတ် အဲ့လိုငါလာအဲ့တဘောကြာ ဟုတ် အလူပါဆိုလို့ရှိရင်မပြန်အလူလာနဲ့ဆိုမပြန်ဘူးကျွန်တော်ညနေမှလိုက်ပို့ရတာအလူကတောင်းဝင်ကြလို့လုံးအဲ့ဒါမပြန်နိုင်ဘူး ဟုတ်ဟုတ် အဲ့လိုအလူအပေါ်ကိုတွားပြောရတာခေါင်းဆောင်သမားကိုလုံးခေါင်းဆောင်သမားတွားပြောတောင်းဝင်ကြလိုက်ပြီအဲ့ဒါမပြန်လို့ကအဲ့ဒါပြန်ကျွန်တော်လာတော့ပါမယ်ဟုတ် ကျွန်တော်တော့တိတ်ကြီးတောင်းဝင်ကြောက်ကိုကျွန်တော်တော့အဲ့လှလဲပေါ့အဲ့နားတော့လဲပေါ့ ဟုတ်ကဲ့ ကျွန်တော်ကနားတော့လဲတော့ အဲ့လိုတကယ်မချူတမ်းမမောနိုင်မပန်းနိုင်ခက်ကြမ်းဟန်ကလေးပွေ့ပဲ့ရန်ကလမ်းကင်ဆွဲညစ်အသေးနိခါရဲ့တကယ်တည်းချစ်လိုက်ကြပါတဲ့ငယ်ကချစ်တဲ့ငယ်ကြီးအပေါင်းရဲ့ကိုယ်စိတ်တွေတကယ်မပြောင်းပါဘူးအရင်လိုပကတိအတိုင်းမှာပဲကိုယ် ခေါင်းလာပြီခေါင်းလာပြီ ရတယ် တခုတော့ပြောရင်လေအော်တို့စီကိုရောက်ခဲ့ရင်ဖြင့်အချိန်မရွေးဝေးရုပ်ပဲသွားလာစားရတော့ခါပြောတာသူကအပန်းပြေနားနေရင်ပုံွယ်တငယ်ချင်းတကယ်မပြောင်းတဲ့ချင်းတွေဆိုရမယ်တချင်းတွေတချင်းတွေရမယ် အဲ့ဒီပြောလေးကိုအဲ့လိုလေးအဲ့ရှော့အဲ့တပိတ်တာခုရင်တော့ခုဘယ်လောက်ရှိပြီတောင်းခွဲပဲဟုတ်တယ်တပိတ်တာကို အဲ့ဒါဘာလောက်တာလဲ ခေါင်းကျိုးဖြစ်တာ ဩနွားနှစ်ခေါင်းကိုကျစ်တာ အနက်ပေါ်မှာဟောနှစ်မျိုးရှိတာနှစ်ရှိတာဒါမှမဆိုင်ဘူးဟောဟာကတော့ချင်းပေါ်ပိတ်တာနဲ့20ကျော်က9000ကျော်ပဲဟုတ်တယ်ဝတ်ချင်ယူတာဒီကောင်ကတဲ့နေရင်ဓာတ်ခံနေခင်ဗျားတို့အဲ့အရာဓာတ်မခံဘူးတတိပဲအော်ဒီကဒီကောင်ပူတာပေါ့ဒီကောင်ပူတယ်ဟောနည်းနည်းပူတယ်နင်းလို့ရတယ်ကျွန်တော်ထုံတော်ပြရတယ်ထုံတော်ကိုပူရတာ ခဏချွတ်ပြီးနင်းလိုက်မယ်နော်ရလား ဒီချက်ဘူးထုံရတယ်တိတ်တိတ်ရောက်မလွယ်ဘူးခလိုက်တင်ရောက်မှာဒါကကြတော့ကျွန်တော်တို့နွားဒါနွားနှစ်ခေါင်းမှာကျစ်တာ ဟုတ်တယ်နွားကျိုးကျက်တာလေ ဟောဟုတ် နွားကျိုးကျက်တာ ဒီကတော့နွားကြိုးကျစ်တာပေါ့နော် တဘာဝကိုချီကထားတဲ့တော်များတလေဝဲပြောမွေဝဲဆိုရရဲ့မြို့လို့တကယ်မဆမ်းမိမဲ့မှန်တရားတသွဲရှုံမြောင်နှံစိတ်ဆန်းတွေကလွယ်ပန်းအလားရဲ့ဒါတွေကိုပဲနှစ်သိမ့်နေရဲ့တဘာဝကိုချီကထားတဲ့တော်များတလေဝဲပြောမွေဝဲဆိုရရဲ့မြို့လို့တကယ်မဆမ်းမိမဲ့မှန်တရားတသွဲရှုံမြောင်နှံစိတ်ဆန်းတွေကသွဲပန်းလှရဲ့ဒါတွေကိုပဲနှစ်သိမ့်နေရတယ်မြေယာကမ်းနဘေကလမ်းမဝေးမြင်သည်
ရွာဦးကထုံးနေကြီးညိုရလွန်ကောင်းကြောက်စရာရေကန်ဆုံးတဲ့ကြောက်စရာ ဒီကျွန်းတီရီရွာမှာကျွန်တော်တို့ဘယ်နေရာတွေသွားပြီးတော့လေ့လာရမလဲဆိုရင်ဒီရပါတော့နွားလဲဦးလေးကြီးကလိုက်ပြီးတော့ပို့ပေးတယ်ဗျဒါအခုကျွန်တော်ရောက်နေတာကတော့ဒီနွားလဲဆရာဦးလေးကြီးရဲ့ခြံဝင်းထဲကိုရောက်နေရပါဗျဒီမှာအိမ်တိုင်းမှာနွားတွေကတော့အကုန်လုံးရှိတယ်ပြီးသွားရင်ကိုယ့်ရဲ့ဟောပါတော့စီးပွားရေးအဲ့လိုမျိုးဟာလေးတွေလောက်ကင်ပြီးတော့စားတောက်ကြတယ်ဗျဟိုဘက်ချမ်းနေမှာဒီနွားလဲဆရာကြီးရဲ့အိမ်ဝန်းတော်တော်လေးကိုကျယ်တယ်ဒီရွာလေးကကြတော့ တဘာဝကိုချီကန်ထားတဲ့တော်များတလေဝဲပြောမွေဝဲဆိုရရဲ့မြို့လို့တကယ်မဆမ်းမိမဲ့မှန်တရားတသွဲ အဒီဒီမချတာလားကျက်စုရောဆိုင် ကိုဒီကကြအဲ့လိုမျိုးမကောင်းတာတွေပြန်ပြီးတော့ခွဲနေတာပေါ့နော် တက်တဲ့ဈေးရ ။ဩ အကောင့်တက်တဲ့ရ ဒါကြောင့်ငရုတ်ပွားလို့ပဲခေါ်မှာပေါ့နော် ဆက်တယ် ။ဩဒီကျုံးတီရွာလေးမှာကျတော့ဒီငရုတ်ဒီပဲတွေလောက်တာပို့ပြီးတော့များတာပေါ့နော်။ပြီးတော့ရင်အဲ့ဒီအခုဒီပဲတိတိလေးတွေပေါ့အကောင်လေးတွေကိုအချောက်လှမ်းပြီးတော့ရောင်းတာပေါ့နော်ဒီကောင်လေးတွေတော်တော်ချောက်တယ်တတ်ဒီအထဲထဲမှာအဲ့လိုပုံစံပေါ့နော်အဲ့လိုဒီပဲတွေပေါ့ဒါဒီလိုမျိုးလုပ်ငန်းကတော့သူတို့အိမ်တိုင်းလိုလုပ်တယ်ကျေးဇူးနော်ဟုတ်အခုဆိုရင်ကျွန်တော်တို့ဒီစူးပုံနေခဲ့တဲ့ကျွန်းသီရီရွာလေးကိုလည်းတွားရောက်ပြီးသွားပြီဖြစ်ပါတယ်ဆိုတော့ဒီရွာလေးရဲ့ရွာသူရွာသားတွေရဲ့နေထိုင်မှုအစဉ်ကံတဘာဝဆန်ဆန်ပုံစံလေးတွေကိုလည်းမြင်တွေ့ရမယ်လို့ကျွန်တော်ယုံကြည်မိပါတယ်ဗျဆိုတော့ဒီကျွန်းသီရီရွာပြီးသွားရင်ကျွန်တော်တို့ညာကြီးနေတဲ့မင်းနန်သူရွာပေါ့နော်မင်းနန်သူရွာကိုဆက်လက်ပြီးတော့တွားရောက်လေ့လာမှာပဲဖြစ်ပါတယ်ဒီတော့ဒီမြကြီးတို့ရဲ့မင်းနန်တို့ရွာ vlog ကိုနောက်ထပ်ဗီဒီယိုအသစ်တွေမှာဆက်လက်ဆောင်ကြည့်ပေးဖို့လည်းမေတ္တာရက်ခံပါတယ်အားလုံးကိုကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ဗျအခုမြင်တွေ့နေရတော့ကျွန်တော်တို့ဒီလက်ကျန်လာရောင်ထဲမှာဝတ္ထုတွေမှာပါတယ်ဒီစူပုတ်ခေါ်ရံပြေးပေါ့နော်ရံပြေးဒီဘက်ကျွန်းဒီရွာနေပြီးတော့ဒီမြကြီးတို့ရှိတဲ့ပကံရွှေပြည်ကိုလှမ်းကြည့်တဲ့တောင်ပြင်ဇက်လေးပေါ့နော်ဒီတောင်ပြင်အဆက်လေးကိုကျွန်တော်ရောက်ရှိနေရပဲဖြစ်ပါတယ်ဗျဒီတောင်ပြင်နေမှာဒီဆက်လေးစီးပြီးတော့ဟိုဘကန်းကိုပြန်ပြီးတော့ထောက်ခွန်မှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ကောင်းကြောက်စရာရေကန်ဆုံးတဲ့ကြောက်စရာနဲ့ရေကန်ဆုံးတဲ့ရွာတီကို